ပတ်စံရှင်ဘုရားတဲ့တယ်ဘုန်းကြီးတွေလည်းဒီတိုင်းပဲပတ်စံရှင်ငကယုံဘုရားအဆူ900 1000 2000အဲ့တော့စာပေနဲ့မညီဘူးအဲ့ဒါကဦးဇင်းတို့ပြောရတယ်နော်ဘုရားတွေအများကြီးတဲတာကုသိုလ်မရဘူးမဆိုလို့ဘူးနော်ဘုရားတဲတာကုသိုလ်ရတယ်ဒါပေမဲ့အကျိုးမများဘူးစာပေနဲ့လည်းမညီဘူးဦးဇင်းတို့ရဲရဲပြောရတယ်စာပေထဲမှာဘာပါတယ်လဲဆိုတော့အပဋိဋ္ဌိတဒီတာပါပဲဆိုတာဈေးဒီမရှိတဲ့နေရာမှာပဲတည်ရမှာဟုတ်ပြီနော်ဈေးဒီဆိုတာဘယ်နေရာမှာတည်ရမှာလဲမရှိတဲ့နေရာမှာတည်ရမှာနော်ဗုဒ္ဓဘာသာဝင်တွေတော့ရှိတယ်ဒါပေမဲ့ဘုရားရှင်ကိုပူဇော်ခြင်းနဲ့ဘယ်လိုပူဇော်မှမသိဘူးအဲ့လိုဘုရားကိုပူဇော်ခြင်းပါတဲ့တဲ့ပူဇော်စရာမရှိတဲ့နေရာမျိုးမှာဈေးဒီတည်ရမှာဘုရားတည်ရမှာဟုတ်ပြီနော်ကြွားတရားမှာတော့မှဈေးဒီနှစ်စုမရှိသင့်ဘူးတဲ့စာထဲမှာပါတယ်နော်ဦးဇင်းတို့စကားမဟုတ်ဘူးတက္ကရာမှာတိုက်ရိုက်ပါတယ်ရွာတရားမှာတော့မှဇီရီနှစ်စုမရှိသင့်ဘူးကုသိုလ်မရအောင်မပြောဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကဲထားပါတော့ဇီရီနှစ်စုရှိမယ်ဘာဖြစ်သွားတယ်လဲဆိုတော့လူတွေဟာဇီရီနှစ်စုရှိရင်ဇီရီနှစ်စုလုံးကိုပြပြဝဝပူဇော်နိုင်ဟိုဘုရားကိုသွားမလို့ဒီဘုရားသွားမလို့လေအဲ့မှာရွေးလာပြီလေဟိုဘုရားကတကိုးကြီးတယ်ဒီဘုရားတကိုးမကြီးဖြစ်လာပြီမလား